ဘလချောင်းအစဟနယ်နီပထမဦးဆုံးအသားဒူးရဲ့ကြော်ထားတယ်6ကြော်ထားတယ်ချက်သွန်မီကြော်ထားတယ်ချက်သွန်ဖြူကြော်ထားတယ်ငရုတ်တီးတောက်ကိုကြော်ထားတယ်အဲ့ဒါတွေအားလုံးကိုအစအဟတ်လေးတွေထိအောင်ဆိုပြီးတော့တရားရဲ့ကျွန်တော်စားနည်းနည်းကလေးထည့်လိုက်တချို့ငားငိုင်တော့မထည့်ဘူးပေါ့နော်ပုံမှန်တရားတစ်ခုတည်းထည့်ပြီးတော့ငရုတ်တီးအစဟတ်တွေနဲ့အားလုံးကြော်ထားတဲ့ဟာနဲ့ရောလို့ရှိရင်ဘာလချောင်ဖြစ်ပါတယ်ဒါပေမဲ့ကြော်တဲ့နေရာမှာကျက်သွန်ရဲ့အနေထားငားအနေထားအသားတို့အနေထားတွေကမိမိကြော်တတ်မှအဆင်ပြေပဲတချို့ကြော်မတတ်ဘူးရှင်နီရဲတာတွေတူးတာတွေဖြစ်လာတယ်အဲ့တော့ဘာလချောင်ကိုဘယ်လိုကြော်မလဲမိမိနှစ်သက်တယ်လို့ကြော်ပြီးတော့မိမိနဲ့တက်တဲ့အရာတာထည့်လို့ရတယ်မိမိနဲ့တက်တဲ့အရာတာတွေကိုကြိုက်လို့ထည့်ပြီးတော့မိမိစိတ်တိုင်းကြသမင်းနဲ့ဆဆအပျော်ပဲဆဆကြိုက်လို့ဆဆအဓိကကိုလုံးမဲ့အရာကငါးတွေကပေါ့နေလားငန်နေလားချစ်ချိန်ပြီးတော့စားကိုချစ်ချိန်ထည့်ရမယ်အဓိကငါးတွေကပေါ့လေးနဲ့စားမပါတဲ့ငါးဆိုပို့ပြီးစားကောင်းပါတယ်အဲ့တော့ပြိတ္တတွေဘလချောင်းညမှာငါအစားအသားထည့်လို့ရတယ်အသားတွေထည့်လို့ရတယ်ကျွန်တော်တို့အစင်ပြေတဲ့အသားတွေကျွတ်လေးကြော်ပြီးထည့်လို့ရတယ်အားလုံးကိုကျေးဇူးတင်ပါတယ်打你这样打你，打我压力。你这边出来哈，拉高呀。做的吧，ဘလို့နေလဲစားပြီးတိုက်နေရောဆိုတော့အေးညညဝါမှသိပြီနေလုံးမမြည်လို့မကောင်းလေ那玩意儿。